အပီဆုပ်1180ရဲ့အစာမှာတော့ရိုဒိုနာမီတို့ဖွဲ့ပြီးတိုက်ခိုက်ခံရတဲ့ဂျိုင်းယန်စစ်သား2ယောက်ကိုပါခေါ်ပြီးနန်းတော်ဘော်ကနေပြန်ဆင်းလာပါတယ်။နာမီကစိန်နှုံးတွေရွှေတွေပလဲတွေလိုမျိုးတန်ဖိုးကြီးရတနာတွေရှိမဲ့ထင်လို့ရဲတိုက်ကြီးကိုလာပြီးမဲ့တခုမှမရှိလို့တော်ပွားနေပါတယ်။အဲ့ဒီနောက်သူကလိုကီဆိုတဲ့ကောင်ကြောင့်လဲစိတ်ဝင်စားကြောင်းနေပြောနေလို့နန်းတော်ဆောင်တပ်သား2ယောက်ကနာမီစကားတွေကြားပြီးဘာတွေပြောနေတာလဲလို့အိယာကနေလမ်းမေးပါတယ်။ရိုဒိုကတော့အကုန်ပေါ်မှာဆိုလို့ဘာမှမဟုတ်ကြောင်းနဲ့အိတ်နေပြီးနားယူတင်ကြောင်းပြောလိုက်တာကြောင့်ပြန်ရီသွားခဲ့ကြပါတယ်။နောက်ပြီးနာမီကိုဒီအကြောင်းနေမပြောပါနဲ့လို့တောင်းပန်နေပေမဲ့နာမီကဂီယူမဆိုင်ပဲထိုင်ဝင်နေပါတယ်။အဲ့ဒီနောက်ဖရန်ကီတို့ကိုလိုက်ပြထားပြီးအေဒန်တစ်ပင်ကိုမျက်စိရှိမြင်နေရတဲ့ဖရန်ကီကစိတ်လှုပ်ရှားလွန်ပြီးတစ်ပင်ရဲ့မြစ်ကနေပြုတ်ကျကနေဖြစ်သွားတာကြောင့်ရီပလေးကထိမ့်ပေးထားပါတယ်။အဲ့ဒီနောက်ရီပလေးကဖရန်ကီကိုသူ့ပခုံးပေါ်တင်လိုက်ပြီးသူတို့ရဲ့သမိုင်းကြောင်းကိုရှင်းပြပါတယ်။အခုမြင်နေရတဲ့အေဒန်တစ်ပင်ကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကသူတို့လူမျိုးစုနေထိုင်ရဖြစ်ခဲ့ပြီးတစ်ပင်ရဲ့တစ်ကိုင်းတစ်ခုစီမှာသူတို့ကိုယ်ပိုင်သမိုင်းကြောင်းရှိတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်တစ်ကိုင်းအကျိုးပဲတစ်ကိုင်းကိုလက်ညှိုးထိုးပြခဲ့ပြီးအရင်တော့ကဒီတစ်ကိုင်းရဲ့ထိပ်ပြားမှာဟော်ကန်ဆိုတဲ့ရွာလေးတစ်ရွာရှိခဲ့တဲ့အကြောင်းပြောလိုက်ပါတယ်။ဒါပေမဲ့တနေ့မှာအဲ့ဒီရွာကိုမိုးချိုးပစ်ခဲ့တာကြောင့်ရွာမီးလောင်ခဲ့ပြီးဒီမီးကငြိမ်းမရလောက်အောင်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်မီးကိုအခြားတစ်ကိုင်းနဲ့မကူဖို့ရွာတစ်ခုလုံးကိုတစ်ကိုင်းရင်းကနေဖျက်ပစ်ခဲ့ရကြောင်းဒါကြောင့်မီးနဲ့မိုးချိုးနှစ်ခုဟာအဲဘရဲ့အားနည်းချက်တွေဖြစ်ကြောင်းပြောပြခဲ့ပါတယ်။တစ်ဖက်မှာတော့စားတော့ပွဲကျင်းပနေတဲ့ရွာကိုနာမီတို့ကရောက်လာပြီးပွဲအတွင်းတောက်စားကြံခဲ့တဲ့ဦးစွတ်ကတော့အရက်တောက်ပြီးမူးနေပြီးဖြစ်ပါတယ်။အဲ့ဒီနောက်ဇိုရိုနဲ့လူဖီကိုရှာမတွေ့တဲ့အကြောင်းပြောတဲ့ဦးစွတ်ကိုနာမီကဒီတိုင်းရွာကိုဆက်စုနေကြတာနေပါဆိုပြီးအာယုံလွှဲပြောခဲ့ပါတယ်။အဲ့ဒီနောက်နာမီကိုအဖိုးကြီးချာတော်နဲ့တွေ့တွေ့ခဲ့ပါတယ်။အဲ့ဒီနောက်ချာတော့ကိုဦးစွတ်ကကြိုက်တဲ့မင်းကလေးပုံစံရှိလားလို့မေးတဲ့အခါသူ့ထက်အသက်ပူကြီးတဲ့မင်းကလေးကိုကြိုက်ကြောင်းပြောပါတယ်။ဦးစွတ်ကတော့တောက်တာများပြီးအမူးလွန်နေကမူးနေတာကသူတယောက်တည်းမဟုတ်ပဲဘရိုလဲအပါဝင်ဖြစ်ပါတယ်။နာမီနဲ့ဂျင်ပိုင်ကတော့ဦးစွတ်ဘလောက်ပြောနေကြောင်းနဲ့ထိုင်ပြီးပြောနေခဲ့ပါတယ်။တစ်ဖက်မှာနန်းတော်ဆောင်တွေကိုဂါးကဆေးကူပေးနေပြီးနန်းတော်ဆောင်တပ်သား2ယောက်လုံးဒီလိုတရားကိုဒီပိုင်းနဲ့ထဲရတာကတာမန်မဟုတ်ကြောင်းပြောပါတယ်။ဒါကြောင့်ရိုဒိုကိုဘာဖြစ်ခဲ့လဲမေးပေမဲ့ရိုဒိုကချွေးသီးတွေပြောင်းလှုပ်ဝက်ချက်တွေပေါ်သွားမှစိုးရိမ်နေပါတယ်။အဲ့ဒီနောက်ကရိုဒိုကိုပစိန်နဲ့ဆော်လိုက်ပြီးမရမကမေးပါတယ်။ရိုဒိုကတော့ဘာမှမသိဘူးဆိုပြီးပဲပြောပြဖို့ညှင်းဆန်နေပါတယ်။တစ်ဖက်ပေလေဖြန်ကျောင်းမှာတော့စော်ကစားနေကြတဲ့ကလေးတွေနာကိုဂေါနိုင်တွေရောက်လာခဲ့ပါတယ်။ကလေးတွေကတော့လူတွေဘာလို့ကျင်လဲလို့ယဉ်ကျေးစွာမေးပါတယ်။နောက်တစ်ဖက်မြောက်နယ်မြေမှာတော့လူကီစီကိုလူဖီနဲ့ဇိုလိုရောက်လာခဲ့ကြပြီးဒဏ်ရာရနေတဲ့လူကီကိုလူဖီကအစာတုံးကဒီလိုမဟုတ်ကြောင်းပြောခဲ့ပါတယ်။လူကီအနာမှာမြောက်တလိမ့်ဆန်တွေတေကုန်ကြတာကိုလည်းမြင်ရပါတယ်။လူဖီကတော့ကိုယူပြီးချက်ချင်းလွတ်ပေးမဲ့လုံနေလို့ဇိုရိုကတားလိုက်ပြီးစကားရင်ပြောတဲ့ကြောင်းနဲ့ဒီအရွယ်စားဂျန်ရဲ့တကောင်တောင်းကျမ်းပြီးဆိုရင်ရွာတော်အမှုဖြစ်သွားနိုင်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီနောက်လူဖီကိုခဏဆောင်ခိုင်းပြီးဇိုရိုကလူကီခနာကိုဘော်ကိုတက်လိုက်ကလူကီကိုပြေးကန်လိုက်ပါတယ်။လူကီကနာကျင်မှုကြောင့်စိတ်တို့သွားပြီးအော်ဟစ်လိုက်ပါတယ်။လူကီဖဇက်ထဲကနေသွေးတွေထွက်လာတော့မှဒဏ်ရာနဲ့သွေးတွေကအဆေးဖြစ်နေတာကြောင့်လူဖီစီကနေတော့ကိုလန်တောင်းပါတယ်။လူကီကဇိုရိုတို့ကိုရန်တွေ့နေပြီးခဏကြာမှဒဏ်ရာကြောင့်သတိမိသွားပါတယ်။ဇိုရိုကတော့လက်ကတော့တွေဖြုတ်ပြီးမှဖြစ်ပေမဲ့ခြေထောက်ကတော့ကိုတော့ဖြုံမပေးနိုင်ကြောင်းနဲ့သူ့နိုးလာမှစကားပြောပြီးအခြေအနေအရပြန်စင်းစားမှဖြစ်ကြောင်းပြောလိုက်ပါတယ်။လူဖီကလက်ခံလိုက်ပြီးဆေးကူပေးဖို့ချိုပါကိုသွားခေါ်ရမလားလို့မေးခဲ့ပေမဲ့ဇိုရိုကချိုပါတို့ရှိနေတဲ့စာကြီးတိုက်ကသူတို့နဲ့ဝေလွန်းတာကြောင့်စားတော့ဝဲမှာပဲဆရာဝန်ရှာတာပိုးစင်ပေးကြောင်းဒါပေမဲ့လူကီကိုလွတ်ပေးတာကိုတည်သွားမှဖြစ်တာကြောင့်နှင်ထုတ်ခံရနိုင်ကြောင်းပြပြပါတယ်။လူဖီကတော့နှင်ထုတ်ခံရလဲဂယူးမဆိုင်ကြောင်းနဲ့ဆရာဝန်သွားခေါ်မဲ့အပြင်အသားချုပ်ကိုပါလူကီကိုကျွေးဖို့ယူလာမဲ့ကြောင်းပြောနေပါတယ်။ဆိုတို့ကအသားကိုသွားယူစရာမလိုပဲနားမှာအသားလိုတာထက်ပိုရှိကြောင်းမြောက်တလိမ့်ဆန်တွေကိုကျင်းပြောလိုက်ပါတယ်။လူဖီကအဲ့လိုမပြောသင့်ကြောင်းနဲ့ဒီကောင်တွေကသူ့ငယ်ချင်းတွေလို့ပြောနေပါတယ်။ဒီလိုနဲ့လူဖီကရွာဘက်ကိုပြေးလာပြီးဆရာဝန်နဲ့အသားယူဖို့လုပ်ပါတယ်။ဒီအချိန်မိုးဘော်ကသင်္ဘောတစ်စီးပြုတ်ကျလာပြီးအဲ့ဒီသင်္ဘောကဂါးတို့အဖွဲလိုက်ပါခဲ့တာဖြစ်ပါတယ်။မြောက်ဘက်မှာတိန်တွေကပျောက်ကွယ်လာတာကြောင့်လေထဲကနေတရှိန်တို့မြကြီးအထိပြုတ်ကျလာနေပါတယ်။ကဘာလို့လေကားမစီးခဲ့တာလဲလို့ပြောနေပြီးလူကီလွတ်သွားမှကြောင့်အချိန်မရှိဘူးလို့ဟာဂျူတင်ကပြန်ပြောပါတယ်။ဟာဂျူတင်ကတော့သူ့ဆုံးဖြတ်ချက်မှားသွားတာကြောင့်အဖွဲသားတွေကိုတောင်းပန်စကားဆိုခဲ့ပါတယ်။အဖွဲသားတွေကလည်းတယောက်တစ်ပေါက်အော်ဟေရဲ့ဆန်ကြီးကဟာဂျူတင်အင်ကြီးတဲ့ကနေထွက်လာပါတယ်။လူဖီကပြုတ်ကျလာတာကိုတွေ့တာကြောင့်ဂိုမူနိုဘောလုံးနဲ့အရှင်ကိုတက်ပေးခဲ့ပါတယ်။ဟာဂျူတင်တို့ကလည်းကုညီပေးတဲ့လူဖီကိုကျေးဇူးတင်ပြီးလူဖီကိုစကားတခွန်းပြောလိုက်ပါတယ်။အဲ့ဒါကလူကီကိုလွတ်မပေးဖို့ပါ။ခုနတုန်းကဂါရဲ့အပြင်းထန်မင်းမြတ်မှုကြောင့်ရိုဒိုအကုန်ပြောလိုက်ရလို့တိတိကျကျရောက်လာကြတယ်ဆိုပြီးပြောပါတယ်။လူကီကအလွန်ဆိုးရတဲ့မကောင်းဆိုးဝါးဖြစ်တာကြောင့်ယုံလို့မရကြောင်းဟာဂျူတင်ကပြောဆိုခဲ့ပါတယ်။လူဖီလိုချင်တာတစ်ခုအတွက်တမင်ကွက်ကြစီစဉ်ခဲ့တာဖြစ်ပြီးလူကီနဲ့ငငယ်တဲ့ကတီကျွမ်းခဲ့တဲ့ဟာဂျူတင်ကဒီအကျိုးဆက်တွေကိုစဉ်းစားဖို့နဲ့ကိုယ်တငယ်ချင်းကိုတောင်ပြန်သက်ဖို့ဝင်မလေးတဲ့လူကီကကဘာကိုတောင်ဖျက်ပြစ်မဲ့ကောင်းဆိုပြီးပြောနေခဲ့ပါတယ်။
စကားတော်မဆုံးသေးဘူးတော့ကိုဖွင့်ပြီးသွားပြီဖြစ်တဲ့ဆိုတို့ကနောက်ကျသွားပြီဖြစ်ကြောင်းပြောရင်လိုကီရဲ့လက်ပတ်တွေကပြုတ်ထွက်လာခဲ့ပါတယ်ချင်းကျိုးပြတ်သွားတဲ့လိုကီကမတ်တက်ထားရက်လိုက်ပြီးရန်နာတူကြီးကိုကင်လိုက်ကဒီအပိုင်းကပြီးဆုံးသွားပါတယ်